ကျေးလက်ရွာငယ်တစ်ရွာတွင်မောင်ခေတ်သစ်ဆိုတဲ့လူငယ်လေးဟာတခြားကလေးများထက်အနည်းငယ်မတူပါသူ့ရဲ့အမြဲမပြောင်းသောအိမ်မက်ကအာကာသသွားပေါက်ကိုသွားချင်ခဲ့သည်ညတိုင်းကောင်းကင်ကိုကြည့်ပြီးကြယ်များလမင်းနေမင်းတို့ကိုလေ့လာစူးစမ်းကြည့်နေခဲ့သည်တနေ့ကျရင်ငါလည်းအာကာသထဲသွားရမယ်ဟုသူ့ကိုယ်သူအမြဲပြောလေ့ရှိသည်ဒါပေမဲ့သူ့တငယ်ချင်းများကကျွန်တော်တော့မဖြစ်နိုင်ဘူးကျေးလက်ကျောင်းတွေမှာအာကာသလေ့လာတဲ့သင်ခန်းစာတွေမရှိဘူးဟုပြောခဲ့ကြသည်မောင်ခေတ်သစ်ဟာမယုံကြည်သူများကြားသူ့အိမ်မက်ကိုမဖြစ်နိုင်ဘူးလားဆိုတာတန်တရားဝင်လာသည်တနေ့မှာကျေးရွာကိုသုတေသနညာရှင်ဆရာကြီးမောင်တန်းရောက်လာပြီးအာကာသအကြောင်းနဲ့ပတ်သက်တာကိုလာရောက်သင်ကြားပေးခဲ့သည်သူသည်ကလေးတွေဟာအနာဂတ်ရဲ့သိပ္ပံပညာရှင်တွေပါဟုပြောသည်သူပြောချက်ကိုကြားပြီးမောင်ခေတ်သစ်သည်ငါလည်းအာကာသသွားဖြစ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုပြန်ထွက်လာသည်မောင်ခေတ်သစ်သည်အာကာသနှင့်ပတ်သက်သည့်စာအုပ်များကိုဖတ်ရှုရန်ကြိုးစားလာသည်အမေကလည်းသူ့ကိုအားပေးပြီးစာကြည့်တိုက်ကအာကာသနှင့်ပတ်သက်တဲ့စာအုပ်များကိုယူဆောင်လာပေးကုန်သည်တငယ်ချင်းများထဲမှတချို့ကလည်းသူ့ရဲ့သုတေသနစိတ်ကိုမျှဝေလိုလာသည်မောင်ခေတ်သစ်သည်စမ်းသပ်မှုများကိုလုပ်ကြည့်ပြီးရှာဖွေမှုများစတင်ခဲ့သည်ရွာတွင်အင်တာနက်မရှိသိပ္ပံဆရာများမရှိမိသားစုစီးပွားရေးခက်ခဲမှုများနဲ့ဒါတွေကမောင်ခေတ်သစ်ကိုတခါတလေစိတ်တက်ကြစေခဲ့သည်ဒါပေမဲ့ဆရာကြီးမောင်တန်းသည်သူ့ကိုမျှတသောသင်ကြားမှုများပေးရန်ကြိုးစားခဲ့သည်သူ့အမေကဖြစ်ချင်တဲ့စိတ်တက်ရှိသူကဘာမဆိုတည်ဆောက်နိုင်တယ်ဟုအားပေးသည်တငယ်ချင်းများကလည်းလေ့လာမှုများကိုတွဲဖက်ကူညီလာကြသည်အလားအလာမရှိလောက်သည့်ကျေးလက်ကလေးမောင်ခေတ်သစ်ဟာသုတေသနပြိုင်ပွဲတွင်ဆုတံဆိပ်ရမြို့ကြီးတွင်ပညာသင်ဆုရအာကာသပညာရပ်ဆိုင်ရာတက္ကသိုလ်တစ်ခုတွင်တက်ရောက်နိုင်လာခဲ့သည်နှစ်များကြာတော့လဲသူ၏အိမ်မက်ကိုမဖြစ်နိုင်ဘူးဆိုသောသူများယနေ့တွင်သူ့အားဂုဏ်ယူစွာကြည်ကြခဲ့သည်တနေ့တွင်အာကာသသို့မောင်ခေတ်သစ်လွှတ်တင်ခြင်းအခိုက်အတန့်မောင်ခေတ်သစ်ဟာမိသားစုနှင့်တငယ်ချင်းများကိုပြန်လည်အသိပေးခဲ့သည်ငါအိမ်မက်ဟာမဖြစ်နိုင်ခဲ့ပေမဲ့ယနေ့တွင်အမှန်ဖြစ်လာခဲ့ပြီဟဲ့ဒီပုံပြင်မှာသင်ခန်းစာရလိုက်ကအိမ်မက်ကြီးသည်ယုံကြည်မှုကြောင့်သာအကောင်အထည်ဖော်နိုင်သည်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးကြိုးစားသူတိုင်းအောင်မြင်နိုင်သည်ပညာရေးသည်လူပေါင်းကိုပြောင်းလဲစေသည်